Okay အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီဗီဒီယိုလေးမှာတော့ဗာမြောက်ပေးသွားမလဲဆိုတော့ကျွန်တော်ဒီ Windows 11မှာပေါ့နော်ကျွန်တော်ဒီအောက်ကကျွန်တော်ဒီ Windows 11ရဲ့အောက်ကWindows button ပေါ့နော် taskbar ပေါ်မှာရှိတဲ့ icon ကိုကျွန်တော်ဒီcenter အတိုင်း left ကိုဘယ်လိုပြောင်းမလဲဆိုတော့မြောက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ Windows setting နဲ့ဝင်လိုက်ပါတော့နော်အဲ့တော့ Windows button လေးကိုတစ်ချက်နှိပ်မယ်ပြီးပြီဆိုရင် setting ကိုနှိပ်မယ်ပေါ့နော်Okay setting တွေကိုနှိပ်ပြီးကျွန်တော်တို့ကဘယ်ကိုသွားရမှာလဲဆိုတော့ကျွန်တော်ဒီ personalization ပေါ့နော် icon တွေကိုတစ်ချက်ဝင်ပြီးပြီဆိုရင်နည်းနည်းလေးဆွဲလိုက်ရင်ဒီအောက်မှာကျွန်တော်ဒီ taskbar setting taskbar ဆိုတာရှိရပါတော့taskbar setting နဲ့ဝင်ရမှာဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်ဒီရောက်ကဒီ taskbar ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ဒီထဲမှာကျွန်တော်ဘာရှားမလဲဆိုတော့ကျွန်တော်ဒီအောက်ဆုံးအောက်ထဲကကျွန်တော်ဒီtaskbar favor ပေါ့နော်ကျွန်တော်ဒီအောက်ဆုံးက setting လေးတဲကိုနှိပ်ပြီးတော့ဝင်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီကောင်လေးရဲ့အောက်ကပေါ့နော်ဒီကောင်လေးရဲ့အောက်ကကျွန်တော်ဒီ taskbar favor ဆိုနှိပ်လိုက်မယ်နှိပ်ပြီးဆိုရင်ကျွန်တော်ဒီရဲ့မှာ taskbar alignment ဆိုတာရှိတယ်ပေါ့နော်ဒီကောင်ဒီနှိပ်လိုက်မယ်နှိပ်ရင်ဒီတော့ဒီအပေါ်ဆုံးမှာပေါ့နော်အခုဆို center ဖြစ်နေတယ်အဲ့ဒါကို left ကိုရွေးလိုက်လို့ရှိရင်အခုလိုမျိုးပဲကျွန်တော်ဒီဘယ်ဘက်ကိုကျွန်တော်ဒီ auto cut သွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီပုံမှန် window တွေမှာကျွန်တော် window 10မှာ300လိုမျိုးလေးပဲကျွန်တော်ဒီ left alignment ရောက်သွားမှာဖြစ်ပါတယ်အခုလိုမျိုးပေါ့နော်ကျွန်တော်ဒီ left alignment ကိုပြောင်းပြီးတော့မှကျွန်တော်ဒီ center alignment ကိုပြန်ပြောင်းနေတယ်ဆိုလည်းရပါတယ်အဲ့လိုပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ window button ကိုလည်းပြန်ပြီးတော့နှိပ်လိုက်ပါနော် Okay လို့နှိပ်ပြီးဆိုရင်ခုနကလိုပဲ setting နဲ့ဝင်မယ် setting နဲ့ဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ပထမသွားခဲ့တယ်လို့ပဲပေါ့နော် personalization ကိုထပ်ဝင် setting နဲ့ဝင် personalization ဝင်ပြီးရင် taskbar ဆိုတဲ့ထဲကိုဝင်မယ် Okay taskbar ဆိုတာဝင်ပြီးပြီဆိုရင်အောက်ဆုံးသားလေးကျွန်တော်ဒီ taskbar verification ပေါ့နော် page bar အဲ့ဟာကိုတစ်ချက်နှိပ်ပြီးဆိုပေါ်ဆုံးက taskbar alignment နေရာမှာ center ပြန်ထားလိုက်ရုံပါပဲ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမူလ Windows 11မှာသုံးတဲ့အတိုင်းပဲကျွန်တော်ဒီ taskbar ပေါ်မှာရှိတဲ့ကျွန်တော်ဒီ icon တွေက center ကိုပြန်ပြီးတော့ရောက်သွားပြီဖြစ်ပါတယ် Okay ဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဗီဒီယိုကြည့်တဲ့သူတွေအနေနဲ့ကျွန်တော်ဒီ Windows 11မှာကျွန်တော်ဒီ taskbar ပေါ်မှာရှိတဲ့ icon တွေကိုကျွန်တော်ဒီပုံမှန် Windows 10နေလိုမျိုးပေါ့နော်ကျွန်တော်ဒီ left alignment ကိုပြောင်းတတ်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်အားလုံးပဲအဆင်ပြေကြပါစေ